8 5 2026နေ့လယ်12နာရီအတွက်ပေါ့နော်ကျွန်တော်တူတူစကားကျွန်တော်ဒါဒီတစ်ပတ်ပေါ့နော်ဒါအင်္ဂါဗုဒ္ဓဘူးဇာတာပတိပေါ့ကျွန်တော်ဒီနေ့အပိတ်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာမနက်ပိုင်းပေးသွားတာလေးရပေါ့နော်တူတူကြကြလေးရှိနေတဲ့ site လေးကိုကျွန်တော်ပြပေးမှာပေါ့နော်ကျွန်တော်ပထမ1 chain နဲ့လုံးပိုင်းတွေရတော့ကျွန်တော် final နဲ့တင်ပြီးသားဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်အနီးကပ်ပေါ့ပြောမှဆိုတော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးထဲမှာကျွန်တော်နောက်ထပ်အနီးကပ်လုံးပိုင်းတစ်ခွက်ကောင်းကိုလည်းကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်နော်ကဲဘယ်လိုလဲဆိုတော့ကျွန်တော်ဒီဘက်မှာဆင်းတဲ့မနက်ပိုင်းမှာထူးခြားဆင်းတဲ့အကွက်လေးပေါ့နော်ကျွန်တော်ဒီဘက်နဲ့ကြည့်မယ်အခုပြီးသွားတဲ့အင်္ဂါနေ့ရပေါ့နော်မနက်ပိုင်းဒီ68ဆင်းခဲ့တဲ့ထူးခြားတဲ့မူလေးပေါ့နော်ပြီးခဲ့တဲ့ဘက်ကဆင်းခဲ့တဲ့ခဏဟောဒီမှာ9တဲ့လို့ရေးလိုက်နော်9တဲ့ကျွန်တော်အဲ့9ရဲ့အကြီးဒီ3ညာတဲ့အဲ့9ရဲ့အငယ်ဒီ10တဲ့ပြင်ဒီမှာ3ညာရှိတယ်3ညာလို့ရေးလိုက်3ညာရဲ့အကြီးဒီ1 3ညာရဲ့အငယ်ဒီ9 8 9 3ညာတစ်ခွေ9 3ညာ1တစ်ခွေအဲ့နှစ်ခွေဆိုကျွန်တော်မနက်ပိုင်းမှာ68လို့ဆင်ခဲ့ကျွန်တော်ဒီခွေတွေကဒီအခွေဒီ3လုံးအခွေတွေကကြာသွားတာနော်68ဆိုပြီးတော့ဆင်းသွားတာပေါ့နော်အဲ့မူလေးပါကျွန်တော်အားဆိုဒီပင်အတွက်ကြည့်အောင်9လေးလို့ဆင်းခဲ့တဲ့အပင်အတွက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့ဒီမှာ3ညရဲ့အကြီးဒီ1တဲ့3ညရဲ့အငယ်ဒီ9 3ည1တစ်ခွေအဲ့ဒီမှာ9ရဲ့အကြီးဒီ6 9ရဲ့အငယ်ဒီ4 4 5 6တစ်ခွေတဲ့အဲ့ကျွန်တော်မနက်ပိုင်းမှာ9လေးလို့ဆင်သွားတယ်ဒီခွေတွေကဆင်သွားတယ်9ရဲ့4ရဲ့9လေးဆင်ပြီးတော့ကျွန်တော်အပီပေါင်းဆင်သွားတာပေါ့နော်ကျွန်တော်ဒီပင်တော့ကြည့်အောင်ဟောဒီမှာ1လို့ရေးလိုက်မယ်1ရဲ့အကြီးဒီ2ဟောဒီက1ရဲ့အငယ်ဒီ3ညဟောဒီမှာ3လို့ရေးမယ်3ရဲ့အကြီးဒီ4ဟောဒီက3ရဲ့အငယ်ဒီ2 3ည1နဲ့အခွေတွဲတဲ့2 3လေးအခွေတွဲတဲ့အနေပိုင်းမှာ2 1လို့ဆင်းတယ်နော်ဒီမှာ2ဒီမှာ1တူတူကြကြပဲမနေ့ကညနေပိုင်းမှာထပ်ပြီးပေးတယ်နော်ညနေပိုင်း3လေးတဲ့ဒီမှာ3ဒီမှာ4အခွေ2ခွေလုံးတစ်ခါတည်းဆင်းသွားတယ်မနေ့ညနေကကျွန်တော်တို့အားဆိုကျွန်တော်တို့ဒီနေ့8 ရက်5 လ 2026 12နာရီ10မိနစ်အတွက်ကိုကျွန်တော်ဒီနေ့ဆက်ပေးခဲ့မယ်ဆိုလို့ရှိရင်ဒီမှာ3ရဲ့အကြီးဒီ4 3ရဲ့အငယ်ဒီ2 2 3 4တစ်ခွေဒီမှာ4ရဲ့အကြီးဒီ5 4ရဲ့အငယ်ဒီ3 3 4 5တစ်ခွေအဲ့တော့ဒီနှစ်ခုကိုဒါအခွေကမတိတ်မငိမ့်ဖြစ်နေတော့ကျွန်တော်က3 4 5 2 3 4ဆိုကျွန်တော်အဲ့ဆို2 3 4 5ခွေလိုက်4လုံးခွေလိုက်ဒါဆိုဒီမူတိုင်းဆက်ပေးလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့အတွက်က2 3 4 5ခွင်ပေါက်ပြီပဲနော်2 3 4 5ခွင်ပေါက်ပြီဒီနေ့ကိုလို့ကြည့်မယ်ဆိုဒီမှာ3 3 4 4တဲ့3မှု4မှုပါရန်တိုင်း
ပူကြိုက်တဲ့လူကအဲ့3ဘူး4ဘူးပဲထိုးဟုတ်ပြီလားရှင်းနေပါပဲเนาะပြရတဲ့ site တွေကဲကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်တကွက်ကောင်းပြမယ်เนาะတကွက်ကောင်းကျွန်တော်ဒီနေ့ရှာထားတဲ့ဝမ်းကျိန်းနဲ့လည်းညှိနေเนาะတကွက်ကောင်းလေးပါเนาะဟောဒီက4ရဲ့3ရဲ့ပေါင်းချင်းခွန်နဲ့နော်ခွန်ဒီမှာ9ရှိတယ်ဒီနှလုံးပေါင်းခွန်9ရဲ့8ရဲ့နှလုံးပေါင်းခွန်ဒီခွန်4 3ပေါင်းချင်းခွန်9 8ပေါင်းချင်းဒီခွန်ဟုတ်ပြီနော်9 3ညာပေါင်းချင်း9တဲ့ပြန်ပြမယ်နော်4 3ပေါင်းချင်းခွန်ဟောဒီ3လုံးပေါင်းချင်းပြန်ခွန်မယ်ဒီ3လုံးပေါင်းချင်းပြန်ခွန်မယ်3ည9 8ပေါင်းချင်းပြန်ခွန်မယ်9 3ညပေါင်းချင်း9တဲ့ဒီ3လုံးပေါင်းချင်းပြန်9မယ်3ည9ပေါင်းချင်း9ဒီက4နဲ့ပေါင်းမှာဒီ9ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့3ည9ရဲ့ပေါင်းချင်းဒီ9ဒီ3လုံးပေါင်း9ဖြစ်ရမယ်1ရဲ့3ရဲ့1ရဲ့ပေါင်းချင်းဒီ9 3ည9ရဲ့ပေါင်းချင်း9 3 1 1ပေါင်းချင်းဒီ9ဒါပြီဒီနေ့12နိုင်ခဏအတွက်အပိတ်ကဏ္ဍ1ရဲ့3ရဲ့ပေါင်းချင်း4 3ရဲ့4ရဲ့ပေါင်းချင်းဒီခွန်ကျွန်တော်က1ရဲ့3ရဲ့ပေါင်းချင်းဒီ4တဲ့ဒီ3လုံး4ဖြစ်ကမယ်တဲ့အဲ့တော့3ရဲ့4ရဲ့ပေါင်းချင်းဒီခွန်ဖြစ်တဲ့အတွက်ကျွန်တော်ဟောဒီက4ဖြစ်ဖို့အတွက်ကျွန်တော်ကခွန်ပိတ်လာမှာရအမခွန်ပိတ်ဟုတ်ပြီနော်ကဲထိပ်စီးတိုင်းထပ်လာပြီနော်ထိပ်စီးလိုက်ဟောဒီက4ရဲ့3ရဲ့3 4ပေါင်းချင်းခွန်ဟောဒီက9နဲ့ပေါင်း6လို့ရတယ်နော်3 4ပေါင်းချင်းခွန်ဒီက9နဲ့ပေါင်း6အဲ့တော့ကျွန်တော်တို့ကဒီ3လုံးပေါင်း65ပေါင်းချင်းခွန်9နဲ့ပေါင်း6ဒီ6 3 4 9ပေါင်းချင်း6တဲ့5 9ပေါင်းချင်းဒီ6အဲ့တော့ကျွန်တော်တို့9 3ညပေါင်းချင်း9ဒီက3ညနဲ့ပေါင်း9ပဲ3ည9ပေါင်းချင်း9ဒီက3ညနဲ့ပေါင်း9ပဲအဲ့တော့ဒီမှာ9ဒီ3လုံးပေါင်း9ဖြစ်ကမယ်5 9 5ဒီ9နောက်တစ်ပင်3ည9ပေါင်းချင်း9ဟောဒီက1နဲ့ပေါင်း6ဒီ3လုံး6ဖြစ်ကမယ်9 5ပေါင်းချင်း4ဒီက2နဲ့ပေါင်း6ဒီ6ကဲအဲ့ဒါကျွန်တော်တို့ဒီနေ့အတွက်အကောင်းဆုံးထိပ်စီး site လေးပါ1ရဲ့3ရဲ့ပေါင်းချင်းဒီ4ကိုဒီက3နဲ့ပေါင်းခွန်နဲ့
ကျွန်တော်ဒီ3လုံးပေါင်းခြင်းခွန်ဖြစ်ကမယ်တဲ့9ရဲ့2ရဲ့ရှိတယ်9နှစ်ပေါင်းခြင်းခွန်တဲ့ကျွန်တော်ဒီခွန်ဖြစ်ဖို့ဆိုကျွန်တော်ဘာထိတ်လာမှာရဟုတ်ပါတယ်3ညထိတ်ပါကျွန်တော်မိတ်ဆွေတို့က3ညခွန်တကွက်ကောင်းဗျာတကွက်ကောင်း